တို့ဒီနေ့ငါးလက်ဖမ်းနေပေါ့နော်ငါးလက်ဖမ်းနေငပြင်းမားတွေရတယ်ငရမ်းတွေရတယ်ပေါ့နော်ပြင်းမားတွေရငရရ3កောင်နဲ့3កောင်ပေါ့ဒီမှာပြင်းမားပိုက်နဲ့လက်ဖမ်းနေပေါ့3កောင်ရတယ်ဟိုမှာသူကတော့သူပါပဲဟိုကိုကျော်ကတော့အနပိဆက်ကိုကျော်ကတော့သူအောက်မစင်းအပေါ်ကနေပဲဟိုလုံးဒီလိုပဲ6လုံးတယ်ခြေောက်တွေပါငုတ်တွေပါထိုးပါတယ်ငါရပါတယ်1ကီလိုကွဲ2ကီလိုလောက်တော့ရမှာပြင်းမားတွေ1ကီလိုကောင်းမပြေတာခဏနေစပ်ပလို့တွေ့တယ်ဟိုမှာ1ကီလိုခွဲလောက်ရှိတယ်အဲ့ဒါကဒီကောင်တော်ရိုင်းသွားပြီအဲ့ကောင်တော်တော်ရိုင်းရိုင်းမင်းရတယ်ဟေလိုမငဲနေလီးပဲငါတို့ပြန်ငါမကြောင်မပွက်တယ်မင်းအဲ့ဒါကတော်ရိုင်းသွားပြီနော်အဲ့ဒါကတော်ရိုင်းဒါတော့တော်သားကြီးပေါ့နော်ငါဖမ်းဆိုရင်ခွေးပဲလက်ကင်နေငါဖမ်းနေတာပေါ့ခါတယ်မတွေ့ဘူးလားငါဖမ်းဒီတစ်ထုပ်လုံးကျွန်တော်ကိုယ်တိုင်ဖမ်းလာတာပေါ့နော်ဒါအနောက်ကနေပြီးတော့လက်ကင်နေညီလေးတွေပေါ့ဒီပိုက်လိုက်ရှင်းပေးရတဲ့ညီလေးတွေပေါ့နော်အေးပါမာဒါတော့ပိုက်လိုက်ရှင်းပေးတဲ့အကြီးသားကြီးပေါ့ဒီမှာပေါ့နော်ငါကျွန်တော်တယောက်တည်းဖမ်းနေရလို့ပါပဲသူတို့တွေနောက်မခေါ်လာတော့ကျွန်တော်ပဲလက်ဖမ်းတော့မယ်ဒီလောက်ပဲနော်ငါဖမ်းလိုက်လေရတယ်တော့